ဒုတိယအကျော်ရဲ့ချန်ပီယံလိပလေးအောပွဲစဉ်အင်တာမီလန်နဲ့ဘိုရိုကလင်တပွဲကောင်းရွေးချယ်မှုညီကိုတွေအားလုံးပဲမင်္ဂလာပါပါနော်ညကလည်းဒါမန်ချက်စတာယူနိုက်တက်ဘော်ဒီကတော့ဒါညီကိုတွေအားလုံးအဆင်ပြေခဲ့ကြလိမ့်မယ်လို့တော့ထင်တယ်ဒီနေ့တော့ဒါချန်ပီယံလိရဲ့ဒုတိယအကျော်ပွဲစဉ်တွေထဲမှာဒါအင်တာမီလန်နဲ့ဘိုရိုကလင်ပွဲကိုတပွဲကောင်းဖြစ်ကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့ရွေးချယ်ပေးအောင်ပဲပေါ့နော်ဆိုတော့ရင်ဆုံး Telegram Channel လေးကို join ထားဖို့ပြောချင်တယ် Channel မှာဒါနောက်ထပ်စိတ်ကြိုက်တပွဲကောင်းမှာထပ်ပြီးတော့ချပေးအောင်မှာမလို့ကျွန်တော်ရဲ့ channel လေးကိုဒါကျွန်တော် profile ရဲ့အောက်က link လေးကိုနှိပ်ပြီးတော့ဒါ join ထားပါအောင်လို့ပြောရနေပြီးတော့ပဲဒီနေ့ပွဲလေးကိုစပြီးတော့ပြောလိုက်မယ်ပေါ့နော်။ရင်ဆုံးကြေးတဲ့ရာဒါ Inter အိမ်ကွင်းကနေပြီးတော့ဒါ2ပေါင်း20ဒါ9ပေါင်းကြေး4လုံးအပေါင်း80ဆိုပြီးတော့ပေါက်တယ်။အဲ့ဒီကြေးတန်းကဒါရှေ့တကြောကကြေးတန်းရာဆိုရင်တော့တော်တော်ပြင်းရှာတဲ့ကြေးတန်းတစ်ရက်လို့ပဲဒါပြောလို့ရတယ်ပေါ့နော်။ဆိုတော့ရှေ့တကြောကအဝေးဝင်းကနေပြီးတော့ Inter အနေနဲ့1ပေါင်း50ပေါက်တယ်။အိမ်ဝင်းမှာဆိုရင်150ပေါက်မှပုံမှန်ကြေးဆိုပေမဲ့လည်းဒါနှလုံးမှာ20ပဲစားရမယ်ဒါတရေလောက်ပဲဆိုတဲ့ကြေးတန်းမှာအင်တာတို့အနေနဲ့ဒါ31နဲ့ရှုံးနေထားတာမို့ဒါအခုတကြောကတော့အနည်းဆုံးနှလုံးလောက်ပြတ်မှရမယ်အနေထားမှာဒါအင်တာအနေနဲ့ကြေးအောင်ဖို့တဲ့အနိုင်ရဖို့တောင်အနိုင်နိုင်စူးစမ်းရမယ်လို့တော့ကျွန်တော်တော့မြင်မိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဘရိုကလင်အနေနဲ့ကဒါချန်ပီယံလိရဲ့အခုလိုဝေးကွင်းမှာပဲဒါဒေါမွန်တေကံပြထားနိုင်တယ်လို့ပဲဒါ80ကိုပါထပ်ပြီးတော့အနိုင်ကံပြထားနိုင်တဲ့ခြေစွမ်းကဒါ short ထွက်လို့ဒါနည်းနည်းမှမရတဲ့အသင်းတစ်သင်းအနေရရှိတဲ့အသင်းတစ်သင်းလို့တော့ကျွန်တော်တော့မြင်နေပေါ့နော်ဆိုတော့အင်တာအနေနဲ့ဒီပွဲကိုဒါဖောင်ပြတ်တိုက်ရမယ်ပွဲတစ်ပွဲဖြစ်နေမှာတော့သေချာတယ်ဘာလို့လဲဆိုတော့တလုံးအသားနဲ့နိုင်ရင်တော့အင်တာအနေနဲ့နောက်တစ်ဆင့်ကိုဒါရောက်တက်ဖို့ဒါရောက်မှမဟုတ်တာကြောင့်ဒါနှလုံးပြတ်ဖို့ကြိုးစားရမှာဖြစ်တယ်လို့ဒါကြေးရရလဲနှလုံးမှတေးလောက်ပဲဆိုတဲ့အချိန်တွေမှာအင်တာအနေနဲ့အနည်းဆုံးနှလုံးပြတ်သွားလိမ့်မယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ဘိုရိုကလင်အနေနဲ့ဆိုရင်လည်းအခုကံမဲ့ဒါအင်တာဆိုတဲ့အသင်းကလည်းဒါစီးရီးရဲ့အသင်းတစ်သင်းဖြစ်တဲ့အလျောက်ဒါအိမ်ကွင်းမာကွန်ရောတိုက်စရောအဆင်ပြေတဲ့အသင်းတစ်သင်းကိုဒါအခုလိုအဝေးကွင်းကနေပြီးတော့ဒါဒီပွဲမှာတော့ဂိုးမရနိုင်ဘူးလို့တော့ကျွန်တော်တော့မြင်မိတယ်ဒါကြောင့်ပဲဒီနေ့တပွဲကောင်းရွေးချယ်မှုအနေနဲ့ဒါအင်တာမီလန်ဘော်ဒီကိုပဲကျွန်တော်လိုရင်းတို့ရှင်းနေပဲကျွန်တော်ညီကိုတို့ရွေးချယ်ပေးလိုက်ရနေပြီးတော့ပဲကျွန်တော်ဗီဒီယိုလေးကိုဒီတင်ရနာလိုက်ပါတယ်ဗျ